Hello, Chiclero. Jin dini se second pong doing timbia me. Chiclero, a man go where it doing it in bra as a jin dini se second no. Okay, summer. As a jin lumio pong and lumio a two yet had a lu, boking yet had a long twin luya or no, jin di magic. Chiclero a mazogino ye trendy ne clim shim la, dilumio clim like get him that yet hammer. A ma a long the pounce she ho, they gigi. အကုန်လုံးရတယ်နော်အဲ့ဆိုရင်စံနှုန်းပြော့တဲ့လူဆိုရင်ကျင်းတို့150ကနေ180ထိစံနှုန်းတန်မာတဲ့စပင်းစံနှုန်းထူတဲ့စပင်းဆိုရင်180ကနေ190ကျော်လို့မရအောင်နော်ကျင်းအခုစပြီနော်10စက္ကန့်ဆိုချိကလေးတို့ရီထားလိုက်နော်အဲ့ညက်ထားပြီအဲ့ဆိုရင်ဝင်မယ်ဝင်ပြီးတော့1 2 3အဲ့ဆိုရင်အဖျားကိုပြန်လိုက်မယ်1 2 30ခုနနေ့ဆိုရင်9စက္ကန့်ပေါ့နော်9စက္ကန့်ပြည့်သွားလား9စက္ကန့်ပြည့်သွားရင်ချိကလေးတို့ရေအဲ့ဆိုဒီကပြင်ယူမယ်ယူပြီးတော့ဒီကစပင်ဆိုရင်ဒီမှာကြည့်1တစ်ချက်ပဲအဲ့ဆိုမှာကြည့်ချိကလေးတို့တိုးလာဒီမှာကုတ်ဝဲချိကလေးတို့အမဲတန်းတွင်းနေတဲ့ကုတ်ဝဲဒါတော့ချင်း9စက္ကန့်ပေါ့နော်ချင်း9စက္ကန့်လှုပ်လိုက်တဲ့ reset ဒီမှာတော့အမဲတန်းချိကလေးတို့ကွေးပဲကွေးနေတဲ့ reset အဲ့ဆို9စက္ကန့်ပဲရှိတယ်နော်အဲ့ဆိုဒီဘက်လည်းအတူတူပဲဒီဘက်ဆိုရင်ချိကလေးတို့လွယ်ဟုတ်ဒီလိုမျိုးရွှေ့လိုက်ရင်ရပြီအဲ့ဆိုဒီဘက်ဆိုရင်ချိကလေးတို့မလွယ်ဘူးလေအဲ့လည်းအတူတူပဲဒီလိုမျိုးဆိုရင်လှုပ်လို့မကောင်းဟုတ်အဲ့ဆိုမျက်နှာကိုလဲပြီးတော့ဒီကဝင်အောင်အရင်ဆုံးကြည့်လိုက်ကြည့်ပြီးတော့ဝင်သွားပြီဆိုခုံးမယ်1 2 3 4မကြည့်ကဲလာလည်းဖြစ်သွားရင်နော်အဲ့ဆိုဒီဘက်မှာဒီလိုမျိုးကွေးမှသူကဒီလိုအကွေးရှိမှာဒီအကွေးရှိမှမျက်နှာတွေ့လေးဖြစ်မှာနော်အဲ့ဆိုဒီဘက်ဒီမှာတော့4စက္ကန့်ပေါ့နော်အဲ့ဆိုရင်ဒီဘက်မှာဒီအပေါ်မှာဆိုရင်ကျင်းတို့ချိကလေးတို့ပူလွယ်ပေါ့နော်အဲ့ဆိုရင်ပူလွယ်ပြီးတော့ဒီမှာကြည့်ဒီအောက်မှာဆိုရင်အရင်ရှုပ်နေတဲ့စပင်းဆို1အမပြီးတော့အဲ့ဆိုရင်ဒါကိုလန်လိုက်တင်းတင်ပေးထားတဲ့စပင်ဖောင်းလေးလက်နဲ့စပင်ဖောင်းလေးဒီလိုယူပြီးတော့ဒီဘက်ရွှေ့ချင်နေရတယ်ဒီလိုယူပြီးတော့ဒီဘက်ရွှေ့ချင်နေရတယ်ခုတာကြာသွားပြီဆိုရင်မခုချင်တော့ဟုတ်နည်းနည်းလေးကိုစတန်နဲ့ကိုနည်းနည်းလေးလန်းလေးဖြစ်ချင်တာပေါ့နော်ကို fashion နဲ့ကို like စတန်နဲ့ကိုနည်းနည်းလေးပြောင်းလို့ရပါဘောနော်ဒီအနောက်မှာချင်းကတော့မလုပ်တော့ဘူးပေါ့နော်ဘာဖြစ်လို့ဆိုရင်ချင်းတော့မင်းကလေးအပြင်သွားရင်အရင်ကြာဟုတ်အဲ့ဒီဟာ10စက္ကန့်ပဲလေအဲ့ဒါအနောက်မှာဆိုရင်မမြင်ရပါအတိကဒီအရှိမလှဖို့ဆိုရင်ရပြီအဲကြောင့်လို့စပင်လဲ10စက္ကန့်နဲ့လှသွားပြီ make up လို့လဲလှသွားပြီ fashion လဲကို like စတန်နဲ့ကိုဆိုရင်ချက်ချင်းအပြင်သွားပြီးတော့တိတ်လို့ရပြီချစ်ကလေးကိုသွားပြီးတော့စမ်းကြည့်နော် bye bye